si mê cha tô nhá tu ye ki ma la long na go na sen da sa di cho ya lai cha lu ya ro so da bo jo ko da phong ji so da ma so ba ta nga ro sin tu mya mya phaya phaya tpi ro di di ni nya ka me piat sat ma phong ji kan theu saw ma phit ba de phayaအဲ့ဒါကြောင့်မို့ဗုဒ္ဓခိုင်ဓမ္မခိုင်သံဃာခိုင်အဲ့ဒီခိုင်ကြီး၃ခိုင်ကဘုရားတပည့်တော်ကခွန်းလွတ်တော်မူပါဗျာဘုရားတပည့်တော်ဟောတာလူရှင်တော်မောင်မဲလုံးမင်းညကမဲ့ဇလန်းမှာဘုန်းကြီးအစ်စ်မဟုတ်ပါဗျာသိက္ခာမတင်သိမဝင်တဲ့ပတ်လုံးပြီးတဲ့ဇတ်ဘုန်းကြီးပါဗျာဘုန်းကြီးအစ်စ်မဟုတ်ပါဗျာအဲ့ကြောင့်ဘုရားတပည့်တော်ဟာခွန်းလွတ်တော်မူပါဗျာသံဃာတော်ရှင်သူမြတ်များအားဘုရားတပည့်တော်အစဉ်တင်းလို့ဆင်မြဲမော်နဲ့ဂုရုပါတော်ဝထားပြီးလေးလေးဆောက်ဆောက်နဲ့တောင်းပါပါတယ်ကောင်းမှလို့တော့ပြီးညစ်ပတ်ယုံကြံတော့အခုမှငါကြောင်းကြည့်မိ6ပြတ်လို့နောက်မှကလေးတွေသေးနဲ့ပန်းခိုင်းရဟုတ်ကောင်ရေးနဲ့ဖြန်းခိုင်းရကိုကဖုတ်တွေထားတော့မနေနိုင်ဟုတ်ပေါ့ဖုံတွေထားတော့မနေနိုင်နှာခေါင်းနဲ့ဝင်အခုမှသတိရတယ်ဝက်လက်ကမော်ရင်းကားတယ်ဟုတ်ပါဘူးဟုတ်ပါဘူးသတိရတယ်ဆိုတာသူ့ရဲ့လက်ရဟိုနေ့ကတော့မော်ရင်းကားတွေလာပြီးတော့ကတ်လို့ဖုံးပေးလို့ကောင်းလို့သတိရတယ်လို့ပြောတာပါဟိုနေ့ကလည်းမန်းလေးရဒကမတွေလာကြကျုပ်ကိုလာပြီးတော့ကတ်ကြတယ်ခေါင်းကိုပြီးကျဲနဲ့ဟုတ်ပါဘူးဓာန်ပေါက်ကြက်သားဓာန်ပေါက်တို့ဘာလို့လာကတ်ကြဒကာဒကမတွေလည်းပေါ်လူတွေတန်းတဲ့လူတွေလည်းပေါ်အဲ့ဒါတော့ဘုန်းကြီးဆိုတာရွာတွေကဒကာဒကမတွေကြီးညိုအောင်တရားဓာန်လေးပါလေးပေးရဘုရားရှင်မကူတာလည်းကြာပြီအသက်ရွယ်လည်းကြီးတော့ကြတော့မေ့မျက်စိတွေလည်းလဲလာမျက်စိတွေလည်းမုံလာပြီဇရာပိုင်းရောက်တော့မျက်စိရလည်းဝါတယ်မမြင်အောင်ဒီကနေရန်ကုန်လန့်ကြည့်မနေ့ကမှဝချက်စင်းဝါဆင်းလာတော့တိတ်မကောင်းရင်အဲ့ဒါကြောင့်မို့တရားတန်လေးပါလေပေးရဘုရားဝတ်ပြီးပါအောင်ဘုရားရှင်မကူတာလည်းကြားမျက်စိလဲလာအရှိရှိမှမသိအနောက်နောက်မှမသိမြောက်မြောက်မှမသိတောင်တော့တောင်မှန်းသိပါလေဟုတ်ပါကပ္ပိယတွေကဘုံဘုံဒါတောင်အရဖရလို့ပြောတော့တောင်တော့တောင်မှန်းသိအဲ့ဒါပြောတာပါခင်ဗျာတဲ့လားအဲ့ဒါပြောတာအဲ့ကြောင့်ဖယားဝတ်ပြီးွာအောင်ဖယားနှလုံးသားချင်းသေးရောက်တပိုင်းဖွဲ့ကျန်တဲ့တစ်ခွက်ကတော့ခေါဘကတွေမော့သွားဟုတ်ပါဖယားကိုနှလုံးသွင်းရမယ်နှလုံးထားရမယ်အဲ့ဒါပြောတာဖယားတရားတန်ခါအားထားစေရမိတ်ဆွေနဲ့တူတာကတော့ကံဉဏ်ဝရိယရန်သူနဲ့တူတာကတော့ချဲပေါက်လို့မရောတာဟုတ်ပါအဲ့ဒါကြောင့်မို့တရားနာလေးပါလေးပေးလိုက်အောင်မယ်ရရွာတဲ့ဒကာဒကာမတွေကြီးညိုအောင်အရက်၄မျက်နှာအရက်၈မျက်နှာအရက်10မျက်နှာမှာရှိကြတယ်တော်ဝါတွေအားလုံးရမ်းမှကြပါစေချမ်းသာကြပါစေဘယ်လုံးမှချင်ကြိုက်အဲ့ဒီလိုသူများတဲ့မတက်ရသူများတဲ့တတ်တယ်ဆိုတာဘာနာတိပါနန်းခံရတယ်ဟုတ်ပါဘာနာတိပါတကန်ထိုက်တတ်တယ်အဲ့ဒါကြောင့်သူများတဲ့မတက်ရဘူးတဲ့တော်ဝါတွေရဲ့ပေါ်မှာမေတ္တာထားရအခုတော့ကြည်သာမအောင်လာတဲ့နာမည်ဟုတ်ကိုလာတယ်တကယ်ကိုလာတယ်ပေးလေပေးတဲ့လွန်တယ်သူ့နာမည်ကဗါတဲ့ပြိတ္တမက္ကနင်းစီတဲ့မလေးလွန်လာနေတယ်လေအော်ဒါလေးတွေဟဲ့လားလူတွေကတော့ဆိုတယ်ကျုပ်ကတော့ဘုန်းကြီးတို့တော့ဆိုမပြတော့နမတန်တုနမတန်တေနနမတန်နမတန်နေနနမတန်နမတန်နေနနမတန်နမတန်နေနနမနတိဟာတရားလည်းနွားတွေကကိုမထွက်နွားတွေကထွက်တာတော့နှစ်ချင်းတစ်ခုရှိတယ်ခုတစ်ချိန်မှတမ်းမြတ်သီးလေးနဲ့တုတ်စားလိုက်ဘလောက်ခဏမှမဟန်ပြီးရနဲ့ဩနှုတ်ပြည်သားမိုက်မယ်ကဲနှုတ်ပြည်သားမိုက်မယ်ကဲ
နာမည်စားမိုက်မကဲနာပြီးဆုံးဝင်မကြိုက်ဘူးပြဟုတ်ရတရားရလည်းမျက်စိလဲကုန်မေ့ကုန်ပြီတရားလည်းမဟောတာကြတော့မွေးတယ်အနွားခေတမှုနာနွားခေတမှုနာနွားခေတမှုနာຫນွေခါတမနုသူ့နဲ့ချိန်ကပြီးချက်လေးနဲ့များတို့စားလိုက်ဘလောက်ကြောတွေထောင်းနေလိုက်တော့ဟိုကတက်ပါပြီးတော့တော့မကပ်ပြရတော့ခုနမကပ်အနှိတ်ခိုင်းမှကြောက်လို့အဲ့ဒါပြောတယ်။ဒါအရေးကောင်းတဲ့နေရာလေးပါလေရှာပြီးတော့စိတ်အောင်ပါပဲကွန်ဒီစိတ်ဟောပေါင်ပရီးပြောတာလေနားလေးတွေမြင်တော့ငင်းကြီးစားကြီးစိတ်စားကြည့်ပရီးသေးတော့ကျတော့အဲ့ရတဲ့မစမ်းမိမှဆိုလို့ကြီးတာရွေးမှားထားဒါမှစားလိုက်ရဲ့ကွက်တိဟမ်အာယုံပြုတ်လိုက်အောင်မယ်ထိုင်းနိုင်ငံသီရိတုံဟုတ်ပါအာယုံပြုတ်လိုက်အောင်မယ်ဖေရဒါပရီးလေးပါလေးစိတ်ပြီးတော့တောထွက်မယ်လုံပြန်တော့လည်းမိမခေါ်လို့မရနေရာကောင်းမရှိဘူးတဲ့မေဆွေမေကလာမေဝတ်နေထုံ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 မင်းနဲ့မချစ်တတ်ပြီးတော့အတွင်းချေအာယာယာငါတော့မေလို့မရတော့ဘူးဩကာတာအဲ့ဒီလိုဖြက်လန်းလိုက်တော့ရှိမကတန့်ရောက်ဖုံးနဲ့ခေါင်းဝင်လာတာဘယ်သူတော့မဲ့အိုးဝေဘာဖုံးကပေါ်နေပြီဖေကဘာဖုံးစကားတွေကပေါ်ကုန်ပြီတော့ပါဘာဖုံးစကားပေါ်နေပြီငါအာယုံထဲမှာမဲ့ဆိုတာတီးပြီးသားတပည့်တော်ပါဖေကဘယ်သူတော့အိုးဝေပါဖေကမလိမ္မာနဲ့ကွာမလိမ္မာပါဘူးဖေကမိုက်တုံးမဲ့လားငယ်ငယ်တော့ပဲမလေးဟာဘာကြောက်တော့နာတော့ဘုရားဘာဒီမိမမသိတာတကားဦးဝေဘာကိစ္စရှိလို့ဒီလိုပါပဲအေးဟိုတပည့်တော်ရဲ့တူမလေးမန်းညုံများကသူ့မွေးနေမို့လို့ဘာဘုံတောင်ကိုဆုံးကြိုက်လာပို့တာပါဗျာသူ့မွေးနေဗျာဘာလေးမွေးရယောက်ျားလေးဗျာဘုရားကောင်ဝဲရှိတာဝါတာဗျာကျောင်းမှုတွေသားလို့တော့မသိဒီစေကန်းနေမဲလားဒီချင်းနဲ့ဘာတွေလျှောက်ပြောနေတော့ဘာတော့မဟုတ်တယ်လျှောက်ပြောတာဒီလိုဗျာမွေးနေဆိုတာကလေးမွေးတာပြောတာမဟုတ်ဘူးဗျာဟာပြောရတယ်တပည့်တော်ရဲ့တူမလေးညုံမြလူလောကကြီးကိုစရောက်တဲ့နေ့မွေးတဲ့နေ့သူ့ရဲ့ဗရစ်အဲ့လိုပြောလိုက်စမ်း Yes အဲ့မေရဲရမှာအဲ့ဒါပါတော့မသိဘဲနဲ့မြန်မုံနေသေးတယ်သူ့ရဲ့ဗရစ်မွေးနေမို့ဆိုဘာဖုန်းဆွန်လာ post Yes အဲ့မဟုတ်တော့ဗျာကဆွန်လာတာလေဖြစ်အဲ့မပြောင်းနဲ့ကွာမပြောင်းပါဘူးဗျာနှစ်ချက်ကြံနေတယ်နဲ့ပွဲပြုတ်တာမို့လား400ဟမ်ဒါကဘယ်တော့မဲတူမှာငါမမြင်အောင်ဗျာအဲ့အောင်မျက်စိကမှုံလို့လားဘယ်ဟာတော့တီးရလားဘယ်တော့อ่ะအေးမမြောက်ကလေးငယ်သေးတာပဲဘယ်တနေ့ရှိပြီလက်ရှိသေးအေးကွာအသက်ရွယ်ကြီးတော့နားတွေကလည်းလေးတယ်ဒါလားမင်းတူမှာအေးကောင်းတယ်ကွာကောင်းတယ်အဲ့ဒီကတကယ်မှလေးအသက်ငယ်ငယ်ရွယ်နဲ့ဘာသာရေးနိုင်စားတာဘာဖုံးဝင်းလဲဝန်းတာတယ်ကွကြက်လားအေးစွန့်လူရတဲ့အကျိုး၅ပါးရှိတယ်တကယ်မှလေးအဲ့ဒါလေးတော့တူမလေးကိုနားလဲအောင်ရေးလဲအောင်ရှင်းပြီးဟောပေးပါဗျာအေးစွန့်လူရတဲ့အကျိုး၅ပါးကတော့တခြားမဟုတ်ဘူးတကယ်မှလေးစွန့်လူရတဲ့အကျိုး၅ပါးကတော့ဗါတဲ့အရာသက်ရှိတို့အိမ်ဘက်ကပါပဲအေးအဲ့ဒီအိမ်ဘက်ကတရားဓမ္မနားထောင်မှုရဲ့လားအဲ့တရှိစင်းလားချမ်းသာဘာအဲ့ဒီဘာကိုအနဲ့နဲ့ပါဠိတွဲရှင်းပြပါဦးအဲ့မေကတမျက်နှာမဖတ်လိုက်ရဘူးဖျောင်းနိုင်ငိမ့်သွားလို့ကျောင်းတော်မိသက်လူမပုံဝင်အေးတရှိစင်းလားချမ်းသာရဗလားညံပညာတဲ့ကြလာတကယ်မလေးကျမဖေဘုံနဲ့တွေ့ရင်နာရမယ်
တရားနာရမယ်တရားနာရမယ် တရားနာရမယ်နော်တကယ်မှလေအောက်ကစီးရပါစီတော့ ဘာဘုံမညစ်ပါနဲ့ခင်ဗျာ ဩအောက်ကစီးရဆိုတာအဝီစီအဲ့လိုဖြေရတယ် မဟာဓမ္မနာရောယူဝအဝီစီ မင်းဝေးလိုက်ပါလားငါသားတရားဘုံကြီးလားငါဘုံကြီးလား ဘာဘုံတင်ရချုပ်ပေဝိယုံပဲခင်ဗျာ မဲတင်ကားချုပ်ပဲဝေးရုံမဲလားဟောဗျာအာဘာကိုရောင်းကုန်ပြီခိုင်းဒီကမလေးစတာနော်ခုလိုမျိုးဘာသာရေးလိုက်စားတယ်ကျန်လားအလှပမမဲရအောင်အလှပဆိုတာကိုယ့်နောက်ကိုဘာမလာဘူးနော်ခါလေးလည်းသိရတယ် ဘာဘုံလက်ကသွက်လိုက်တာ လက်သွဲဆိုဖုံဖုံလက်ကဝယ်မီးလို့ပဲ အော် အဲ့မေဘာဗနဲ့တနဲ့ပြည့်မှာဘာမို့ကန်ကဘာဘုံနာကဆိုင် ဆုံးနေရအောင်မဲဖေး ငါစွန်းညိုက်နဲ့မင်းတူမနဲ့ကွဲမရ တပည့်တော်ဒီမှာလည်းအရပ်ဖို့တော့ခြိုင်လေးလိုပဲဖေး အာတော့ကိစ္စမယူရောပြီးတော့ဖုံးပေးမလား ဘာဘုံအယိုးစုမ လက်မဲယူမို့ဖုံးပေးလိုက်မယ်လို့ခုပေါ်တဲ့1500ဖုံးကန်ခဏထိုင်ဝင်မင်းတို့တောင်းသူတွေအစင်းပြေကြလား ဒီနေ့တော့မိုးလေဝသတွေအကုန်တော့အဆင်ပြေတယ်ဖေး ဒီနေ့ဘာတွေလို့ဂျုံတွေဘာတွေလုံးကြတယ် ဂျုံလည်းလှုပ်တယ်ဖေး ဂျုံတွေနှုတ်ပြီ ဟိုကရေးရတာ ရိတ်တာပွားတယ်ဟာ နှုတ်တာ